အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတလောမြန်မာနိုင်ငံမှာဖုန်းတွေကို CIR စနစ်နဲ့မှတ်ပုံတင်ရမယ်ဆိုတဲ့သတင်းတွေကြောင့်လူတော်တော်များများစိုးရိမ်နေကြတာကိုတွေ့ရပါတယ်တကယ်တော့ဒီစနစ်ကဘာလဲကိုယ့်အတွက်ဘာတွေထိခိုက်လာနိုင်တယ်လဲကောင်းကျိုးကောရှိလားဒါတွေကိုဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ် CIR စနစ်ဆိုတာဘာကြီးလဲ CIR ဆိုတာ Central Equipment Identity Register ပါနာမည်ကတော့အစမ်းသားအလွယ်ပြောရရင်ဖုန်းတစ်ကောင်စရင်ပေါ့ဗျာနိုင်ငံထဲမှာရှိသမျှဖုန်း IMEI တွေကိုစရင်သွင်းခိုင်းတာပါဒါပေမဲ့စိတ်မပူပါနဲ့သင်ဖုန်းကအိမ်အောင်စုစရင်နဲ့ပါသွားလို့ခွင့်ပြုချက်မပါဘဲအပြင်ထွက်သွားခွင့်မရှိတာမျိုးတော့မဟုတ်ပါဘူးသူကဖုန်းရ identity ကိုမှတ်ထားတာပါဒီစနစ်ရဲ့ကောင်းကျိုးများကတော့တခိုးရီငိုရမယ်နေပါအရင်ကဖုန်းခိုးခံရရင်ရေစက်ပဲဆိုပြီးတော့လက်လျှော့လိုက်ရတယ်အခုတော့ IMEI ပိတ်လိုက်ရင်တခိုးကအဲ့ဒီဖုန်းကိုမှန်တင်ကုန်ဘောကမှန်အဖြစ်ပဲသုံးလို့ရတော့မယ်စင်ကက်ထည့်လို့မရအင်တာနက်သုံးလို့မရတော့ပါဘူးနောက်တစ်ချက်ကဖုန်းအတူတွေမရှိနိုင်တော့ပါဘူး iPhone အတူ Samsung အတူ IMEI စီးနေတဲ့ပါလာမမဟုတ်တော့ပါဘူးဆိုတော့ဈေးကွက်ထဲမှာအစ်စ်တွေပဲကျန်တော့မှာပါဒါပေမဲ့ဈေးကတော့အစ်စ်တစ်ထောင်ပို့ပြီးတော့တက်သွားနိုင်ပါတယ်ဆိုးကျိုးနဲ့ကြောက်စရာများကဲအခုကတော့လူတိုင်းကြောက်နေကြတဲ့အပိုင်းမှာဖုန်းဈေးကအာကာသထဲရောက်သွားနိုင်ပါတယ်အခုနေမှတ်ပုံတင်ကားတွေပေါင်းလိုက်ရင်ဖုန်းတစ်လုံးတန်ဖိုးကကြောက်ကတစ်ခုလောက်နဲ့မလောက်တော့ပဲနှစ်ခုလုံးထုတ်ရောက်ရမယ်ကိန်းမှာလုံလုံရေးဆိုရင်ရမှုကိုယ့်ရဲ့ဖုန်းနဲ့မှတ်ပုံတင်တွဲနေတာကိုဘယ်နာသွားနေလဲဘယ်သူနဲ့ဖုန်းပြောနေလဲဆိုတာအစိုးရကသိနေမှလို့ဆိုရင်ကြပါတယ်မင်းဒီနေ့သမင်းဆိုင်မှာရေးစားဟောင်းနဲ့တွေ့နေတယ်မဟုတ်လားဆိုပြီး message ဝင်လာမှကိုကြောက်ကြလာမျိုးပေါ့ဒီဘက်ကပြန်လာသူတွေရဲ့ဒုက္ခနိုင်ငံခြားကပြန်လာတဲ့ဦးလေးကလက်ဆောင်ပေးတဲ့ဖုန်းလေးကိုအားရပါရသုံးမလို့ရှိသေးဖုန်းမှတ်ပုံတင်မှဆိုတဲ့စာတန်းကြီးကိုတက်လာရင်တော့ဦးလေးကိုမုံဖို့မတောင်းမဲ့အခွင့်ဆောင်မှုပတ်စံတောင်းရတော့ပါမယ်ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ဖုန်းဝယ်ရင်တရားဝင်လမ်းကြောင်းကလာတာဟုတ်မဟုတ်သိချစီရမှာပါရန်ပေးကကောင်းလေးစီကဈေးပေါ်ပေါ်နဲ့ဝယ်လိုက်တာဆိုတာမျိုးကအခုချိန်မှအန်ဒီများပါတယ်ဖုန်းမူလေးကိုသိချသိမ်းထားပါအမေကအမိုက်ဆိုပြီးလွှတ်မပြေအောင်ကွက်ထားပါအဲ့ဒီဘူးက IMEI ကပင်ဖုံးရဲ့ဇာတာပါပဲဈေးခွက်ထဲမှာဈေးရန်ရသွင်းပေးမယ်ဆိုတဲ့လူလိန်တွေကိုသတိထားပါတင်ပက်ဆန်ကဈေးရန်ရတဲ့ကိုမရောက်ဖက်သူတို့အိတ်ကက်ထဲကိုရောက်သွားပါလိမ့်မယ်ဖုန်းထဲမှာ MPD အတန် Unite Minded စင်ကက်တစ်ခုခုထည့်ထားရုံနဲ့1 sin ဆိုရင်1 sin 2 sin ဆိုရင်2 sin စင်ကက်တစ်ခုလုံးထည့်ထားရုံနဲ့ IMEI ရဲ့အလိုအလျောက်မှတ်ပုံနေမှာဖြစ်ပါတယ်ခဲအားလုံးပဲဈေးရန်ရအကြောင်းကိုရှင်းသွားလောက်ပြီးထင်ပါတယ်ကြောက်စရာကြီးမဟုတ်ပေမဲ့ view ဆိုင်ဖို့တော့လိုပါတယ်ဒီ view လေးကိုသဘောကျရင် like ပေးခဲ့ကြပါဦးဒီတငယ်ချင်းတွေမှာဖုန်းစည်းတက်မှာကြောက်ပြီးသမင်မစားနိုင်ဖြစ်နေသူတွေရှိရင်လည်းဒီ video လေးကို share ပေးလိုက်ပါဦးအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ